အားလုံးပဲမင်္ဂလာပါဗျာကုတ်ဆံမိုးတိုင်းကိုထုံးဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ day 4လေးမှာတော့ကျွန်တော်တို့ဒီ problem 188 rank score ဆိုတဲ့ median ပုံစံလေးကိုကျွန်တော်တို့ solve လုပ်ကြည့်လိုက်ရအောင်ဗျာဒီ problem လေးမှာတော့သူက table ကကျွန်တော်တို့တစ်ခုပဲပေးရဗျာ score ဆိုတဲ့ table ပေါ့လေအဲ့နေရာမှာသူက id နဲ့ score ဆိုပြီးတော့ပေးရတယ်ကျွန်တော်တို့ကဘာရှာပေးရမှာဆို rank school ရဲ့ rank ကိုရှာပေးရမယ် according to the following rule တွေနဲ့တွက်ရမယ်ပေါ့လေ school က should be ranked from high to lowest rank တွေက school အများဆုံး rank မြင့်မယ်ပေါ့လေ rank မြင့်မယ်ဆိုတဲ့ပုံစံနဲ့တွက်ရမယ်evaluation if there is a tie between two score both should be same ranking okay သူကအမှတ်တွေတူလို့ရှိရင်တော့ same ranking မှာကြာရမယ်ပေါ့လေ when the next ranking number should be the next integer value in other words there should be no hole between rank okay return the versus table order by score ဒီအမှတ်တွေနဲ့ကျွန်တော်တို့က descending order စီးပေးရမယ်ပေါ့လေအဲဒီမှာသူပေးထားတဲ့ input မှာဒီလို score တွေကိုဒါမျိုးလေးပေးထားတယ်အဲ့ဒါကို output ထွက်လာအောင်ကျွန်တော်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီအများဆုံးက 4.00 ဖြစ်တယ်ပေါ့လေ 4.00 က ranking 1 နဲ့ထွက်လာတယ်ကျန်တဲ့ဟာတွေကဒါတူလို့ရှိရင်တော့ဒီ rank ကအတူတူပဲပေါ့လေနောက်ကတွေက2 3 4နဲ့ဒီ order ကလည်း score မှာ descending ကျွန်တော်စီထားရပေါ့လေဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ရေးကြည့်လိုက်အောင်ဗျာရေးကြည့်လိုက်ရအောင်ဆိုတော့ကျွန်တော်တို့ကLECT select ဘာယူမလဲဆိုတော့ score နဲ့နောက်တစ်ခုက rank ယူမယ် rank ဆိုတာဒီထဲမှာဒီဘယ်ထဲမှာမရှိဘူးနော်အဲ့တော့ထားပါတော့ရှေ့ကကျွန်တော်တို့ဘာယူမလဲမသိသေးဘူးနောက်က s ဆိုပြီးတော့ INK rank ဆိုပြီးတော့လာ rank ကထားပါတော့ rank လာလိုက်တယ် from ဘယ်ကယူမလဲဆိုတော့ score ဒီဘယ်ကနေယူမယ် s ပေါ့လေအဲ့ဒီမှာကျွန်တော်တို့အမြင့်ဆုံးနေ ranking နဲ့ပဲစီရမှာဖြစ်တဲ့ ranking ကိုဒီမှာကျွန်တော်တို့စစ်ပေးမယ်ပေါ့လေနောက်တစ်ခုက order စီရမယ် ORD order by s.scy school ကိုမှသူက DESC descending စီကိုင်းတာဖြစ်တဲ့အတွက်ဒါမျိုးလေးဖြစ်မယ်ပေါ့လေဟုတ်ပြီကျွန်တော်တို့ဒါကိုအရင် rank ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားလိုက်အောင် rank ဖြစ်ဖို့အတွက်ကကျွန်တော်ဒီနေရာလေးမှာ sub query လေးသုံးခြင်းနဲ့ဗျ sub query လေးသုံးပြီးတော့ rank ကိုရှာမယ်ပေါ့လေကျွန်တော်လုပ်ချင်တာဘယ်လိုမျိုးလဲဆိုတော့ပထမဆုံးအနေနဲ့ဒီကောင့်ကိုယူမယ်ကောင့်ကိုယူခြင်းနဲ့ဗျကောင့်ယူခြင်းနဲ့ဆိုတော့အခုဒီထဲမှာကျွန်တော်တို့ဒီလက်ရှိဒီဟာတွေကို descending စီတိုင်းဒါမျိုးလေးထွက်လာပါလေဒါမျိုးလေးထွက်လာတဲ့အချိန်မှာဒီကအများဆုံးပေါ့အများဆုံးဟာကိုကျွန်တော်တို့အရင်ယူလိုက်မယ်အခုလက်ရှိရောက်နေတဲ့ဟာထက်အများဆုံးရှိတာပေါ့ရှိတယ်ဆိုလို့ရှိရင်ရှိတဲ့ဟာရဲ့ကောင့်ကိုယူပြီးတော့ကျွန်တော်တို့က rank ပေးလိုက်မယ်အခုထားပါတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် order စီလိုက်ပြီဆိုလို့ရှိရင်ဒီ rank ကိုမစဉ်းစားသေးဘဲနဲ့ order စီလိုက်မယ်ဆို4 3.8ဒါမျိုးထွက်လာမှာပေါ့လေအဲ့ချိန်မှာဒီကောင်နဲ့ same score ဆိုလို့ရှိရင် rank ကတူရမှာဖြစ်တဲ့အတွက်ဒီကောင်တွေကိုကျွန်တော် distance ပေးထားလိုက်မယ်ဟုတ်ပြီဒီ score ကဒီလောက်ရှိတယ် distance ပေးတာတော့ဒီကောင်နှစ်ခုကအတူတူပဲပေါ့ဒါထားပါတော့score ကဒီလောက်ရှိလို့ရှိရင်သူ့ထက်ကြီးတဲ့ကောင်ရှိလားပေါ့သူ့ထက်ကြီးတဲ့ကောင်ရှိရင်သူ့ထက်ကြီးတဲ့ကောင်မှာကျွန်တော်တို့ကောင့်ယူလိုက်မယ်ဥပမာထားပါတော့ score က4ရှိတယ်4မှာသူ့ထက်ကြီးတဲ့ကောင်ရှိလားဆိုတော့မရှိတော့ကောင့်ကသူ့တစ်ခုတည်းဖြစ်တဲ့အတွက်1နော်နောက်တစ်ခုကလည်းဒါဒီအတိုင်းပဲသူ့မှာသူ့ထက်ကြီးအကောင်ရှိလားမရှိရင်1နောက် 3.8 voice ဆိုတာသူ့မှာသူ့ထက်ကြီးအကောင်ရှိလားရှိတာပေါ့4ရဲ့သူ့ကိုယ်တိုင်ပါမယ်အဲ့တော့နှစ်ခုဆိုလို့ရှိရင်2ဖြစ်မယ်နောက်တစ်ခုကလည်းဒီမှာသူ့ထက်ကြီးအကောင်ရှိလားရှိတယ်တစ်ခုနှစ်ခုသူ့ကိုယ်တိုင်ပါမယ်ဆို3ပေါ့လေအဲ့တိုင်းလေးကျွန်တော်ဒီ problem solve လုပ်ပါမယ်လို့စဉ်းစားရတယ်ပေါ့လေအဲ့တော့ဟုတ်ပြီကျွန်တော်အဲ့ကောင့်ကိုဘယ်လိုရှာမလဲပေါ့ဟုတ်ပြီကောင့်ကိုရှာဖို့တော့ကကျွန်တော်တို့ sub query လေးမှာ CLECT sub query လေးမှာကျွန်တော်ကောင့်ဆိုတော့ function လေးကိုသုံးလိုက်မယ်ဗျကောင့်ဆိုတဲ့ function လေးကိုသုံးလိုက်မယ်ဒီနေရာမှာကဒါကတူတဲ့ဟာရှိနိုင်တယ်တူတဲ့ဟာရှိနိုင်တော့အများကြီးထပ်ပြီးတော့မဖြစ်အောင်ဒီကောင် distance နဲ့ကျွန်တော်ကပေးလိုက်မယ် DIST distance ကဘာဖြစ်မလဲဆိုတော့အထက်က sub query ဆိုတော့ distance က score ဖြစ်မယ်distance score from ဘယ်တဲ့ယူမယ်ဆိုဒီကောင်ကလည်း score တည်ပေးရပဲယူမှာစီဟိုဟာ yes score score မှာဒီကောင်အထက်က sub query yes score ဆိုတော့ score မှာ s sub ဆိုပြီးတော့ပေးလိုက်အဲ့တော့ဒီကောင် score က s sub.score ဖြစ်မယ်အဲ့တော့ WHERE where နေရာမှာပါလဲဆိုတော့ f set ရဲ့ SCY score က
တူကိုယ်တိုင်တော့၎င်းတူထက်ကြီးရရော၎င်းရှုမှာဆိုတော့ greater than or equal to ဖြစ်မယ်ဘာထက်လဲဆိုတော့ SCY score ထက် score ဒီ score ကလည်းဒီမှာ alias s ပေးတာတော့ s.score ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ် s.score ဆိုပြီးယူလိုက်မယ်ဟုတ်ပြီဒီဟာလေးကိုကျွန်တော်အရင် run ကြည့်လိုက်မယ်ဗျာ run ကြည့်လိုက်ပြီ run ကြည့်လိုက်တော့ error တက်ပြီပေါ့နော်sequence center မှာ error တက်တယ်ဒီ ESC နဲ့ကျွန်တော် line 5ဆိုတော့ center version ဒီက ranks rank ဆိုတော့ error တက်တယ် rank ကဒီမှာသူ highlight တော့ပြတယ်ဟို keyword တစ်ခုနဲ့ညှိနေတယ်ထင်ပါတယ်အဲ့တော့ကျွန်တော်ဒီကောင် single quotation နဲ့ထည့်ကြည့်အောင်ထည့် run လိုက်အောင်unknown colon s score ဆိုတော့စလုံးပေါင်းမှာနေတယ်ဘယ်နေမှာဒီနေရာမှာမှာနေတယ် score စလုံးပေါင်းမှာလေးလည်းပြင်လိုက်အောင်ဗျာ okay ကျွန်တော်ဒီနေရာမှာ task ကြီးလဲကျွန်တော်အဆင်ပြေသွားပြီပေါ့နော်အဆင်ပြေသွားပြီဆိုရင်ကျွန်တော်ဟာလေးကို submit လုပ်ကြည့်အောင်submit လုပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာday 4အတွက်ကလည်းကျွန်တော်အဆင်ပြေသွားပြီပဲဖြစ်တယ်ပေါ့နော် day 4မှာကျွန်တော်ဒီဟို rank အပိုင်းလေးကိုစဉ်းစားရနေရမှာပဲကျွန်တော် set query နဲ့စဉ်းစားပြလိုက်တယ်ပေါ့နော် set query မှာဒီနေရာမှာကျွန်တော်ပုံမှန်တိုင်းကျွန်တော်ခုနပြောခဲ့လို့မျိုးပဲဒီသူ့ရဲ့ဟာလေးကို order CV ရဲ့နောက်မှာ order CC မ CC ပေါ့လေအဲ့ဒီကဒီသူ score ရဲ့ score ထက်မြင့်တဲ့ဟာရပေါ့ရှိတာပေါ့ score ကိုယ်တိုင် score ထက်မြင့်တဲ့ဟာရှိလို့ရှိရင်သူ့ရဲ့ count ကိုယူပြီးတော့ rank အနေနဲ့ကျွန်တော်ထည့်ပေးလိုက်တာပဲဖြစ်တယ်ပေါ့လေအဲ့တိုင်းလေးလောက်လိုက်ရင်เนาะကျွန်တော်တို့ဒီ day 4ရဲ့ problem လေးကလည်းပြီးဆုံးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီထက်ပိုပြီးတော့ကောင်းတာမျိုးဒီထက်ပိုပြီးတော့ performance ကောင်းတဲ့ query မျိုးတွေsoft လုပ်တာမျိုးရှိလို့ရှင်လည်းsuggest ပေးလို့ရပါတယ်ဗျာဟုတ်အဲဆိုရင်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနောက်ရက်များမှာပြန်လည်ပြီးတော့ကျွန်တော်တို့ problem တစ်လေးတွေ soft လုပ်သွားလိုက်ကြအောင်ဗျာဘိုင်မယ်ပါ